တာဝန်ယူစိတ်မရှိတဲ့ဖခင်ကြောင့်ဖခင်မြတ်တာဘာလဲဆိုတာနားမလည်ဘူးလို့ပြောလာတဲ့တရုတ်ဆောင်ဖုံးမင်းနေလားပရိသတ်များရှင်တရုတ်ဆောင်ဖုံးမင်းနေလားကတော့တရုတ်ဆောင်မင်းသမီးကြီးခင်စာကြီးကျော်ရဲ့တာအကြီးပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်ကဆိုရင်ခင်စာကြီးကျော်ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့သတင်းတွေကလည်းပရိသတ်ကြားထဲမှာပြန့်နှံ့လို့နေတာပါမြင်းမှုထီပရင်ဆိုတဲ့တထေးကြီးရဲ့ဒုတိယမယားဖြစ်နေခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်မှာတော့အိမ်အောင်ခွဲအနေနဲ့ရပ်တည်နေခဲ့ရတာပါတရားဝင်လက်ထပ်ထားတာမျိုးမရှိပေမဲ့ခင်စာကြီးကျော်နဲ့ကလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့ကလေးနှစ်ယောက်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာတော့ဖခင်ဖြစ်တဲ့သူအနေနဲ့အစအရာရာတာဝန်ယူပြီးတယ်လို့သိရပါတယ်ခင်စာကြီးကျော်ကလက်ရှိအချိန်မှာခင်မောင်ဖြစ်တဲ့သူနဲ့မောင်နှမအရင်ချလို့ဆက်ဆံရေးမျိုးပဲရှိတယ်ဆိုပြီးပြောဆိုခဲ့တာပါဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးမြင်းမှုတီဗီရင်ဘက်ကဒါဟာစိတ်ကစားလို့ဖြစ်သွားခဲ့ရတာပါဆိုတဲ့အကြောင်းပြချက်နဲ့ပရိသတ်တွေကိုပြန်လည်ဖြေရှင်းလာပါတယ်ဒီလိုဖြေရှင်းမှုတွေပေါ်မှာတားတယောက်ဖြစ်တဲ့ဖုံးမင်းနေလာအနေနဲ့ခံစားရမှာတော့အမှန်ပါအခုလက်တလုံးမှာဆိုရင်လည်းဖုံးမင်းနေလာက MRTV4 ရုပ်သံဇလံတွဲကနေထုတ်လွှင့်ပြသနေတဲ့လှိုင်းလီကြားကပန်းရွှေကြားဆိုတဲ့ဇလံတွဲမှာတရုတ်ဆောင်မြတ်သူရဲ့သားအဖြစ်ပါဝင်တရုတ်ဆောင်ရပါတယ်အဲ့ဒီထဲမှာဆိုရင်လည်းဖခင်နဲ့မိခင်ကွဲနေလို့ဖခင်မိခင်မြတ်တာကိုငန်းလင့်နေတဲ့သားတယောက်အနေနဲ့တရုတ်ဆောင်ရတာဖြစ်ပြီးဖခင်နဲ့တထရတဲ့တူတဲ့သားဖြစ်တရုတ်ဆောင်ရပါတယ်ဒီလိုတရုတ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးပရိသတ်တွေကလည်းခြေနဲ့အားရမှုရှိပါတယ်ဒါကြောင့်ဖုံးမင်းနေလာကိုဖခင်နဲ့ပတ်သက်တဲ့ခံယူချက်ခံစားချက်တွေကိုမေးမြန်းတဲ့အခါသူ့အနေနဲ့ဖခင်မြတ်တာဆိုတာဘာလဲဆိုတာမသိဘူးဆိုပြီးအမှန်အတိုင်းပြောကြားခဲ့ပါတယ်သူ့အနေနဲ့မိခင်ဖြစ်တဲ့သူခင်စာကြီးကျော်ကလိုအပ်ချက်မရှိလိုလေသေးမရှိဖခင်ဆိုတာမတောင်းတမိတဲ့ဒီအကောင်းဆုံးပြုစုဆောင်ရှောက်ပေးခဲ့တာကြောင့်ဖခင်မြတ်တာဆိုတာဘာလဲမသိသလိုဖခင်မြတ်တာကိုတောင်းတရမယ်လို့လည်းဘဝမှာတခါမှမတွေးမိပါဘူးဆိုပြီးပြက်ပြက်သားသားပြောပြလာတာပါသားတယောက်အနေနဲ့အုပ်ချုပ်မှုဖြစ်တဲ့ဖခင်ရဲ့မြတ်တာကိုလိုချင်မှာတော့အမှန်ပါသားနဲ့အဖေဆိုတာတကယ်ကိုရင်းနှီးကြတဲ့သူတွေဖြစ်ပြီးတော့အဖေနဲ့သားဟာဘဝမှာတကယ်ကိုမိသားစုအတွက်အားကိုးရတဲ့သူတွေဖြစ်နေကြမှာပါဒါပေမဲ့ဖုံးမင်းနေလာအနေနဲ့မိခင်ကိုပဲအားကိုးခဲ့ရပြီးမိခင်ဖြစ်တဲ့သူတွေကတယောက်တည်းနဲ့ဒီသားသမီးနှစ်ယောက်ကိုအကောင်းဆုံးပြုစုပြောထောင်ခဲ့ပြီးဖခင်ဆိုတဲ့နေရာလိုအပ်ချက်မရှိတဲ့အထိလုပ်ပြီးကင်ခဲ့တာကြောင့်သူ့အနေနဲ့ဖခင်မြတ်တာကိုလိုအပ်မှုမရှိဘူးဆိုပြီးအကောင်းဆုံးဖြေကြားလာတာပဲဖြစ်ပါတယ်။ဖုံးမင်းနေလာရဲ့ဒီလိုဖြေကြားမှုနဲ့ပတ်သက်ပြီးပရိသတ်တွေကတော့တကယ်စကားကိုယူတည်တည်နဲ့ယူကြိုပြောတတ်တဲ့ဖခင်ကိုမုံမသွားအောင်လဲတကယ်ကိုဖြေကြားတတ်တဲ့သားလိမ္မာဖြစ်အတိမတ်ပြုနေတာပါ။သူ့အနေနဲ့အဖေကိုမုံနေတာမျိုးလည်းမရှိသလိုအဖေကိုလိုအပ်နေတာမျိုးလည်းမရှိပဲလက်ရှိဘဝမှာအစဉ်ပြေပျော်ရွှင်နေတာဖြစ်ပြီးမိခင်ဖြစ်တဲ့သူရဲ့မြတ်တာကိုအလုံးအလောက်ရရှိထားတဲ့ဆိုတဲ့အကြောင်းကိုပြောပြလာတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောတာဝန်မယူတတ်တဲ့ဖခင်ကြောင့်ဖခင်မြတ်တာဘာလဲဆိုတာမသိဘူးလို့ပြောလာတဲ့တရုတ်ဆောင်ဖုံးမင်းနေလာအပေါ်ဘယ်လိုမှတ်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာပြောကြပေးခဲ့ပါအောင်ရှင်